အခွင့်အရေးနဲ့အလုပ်ကိစ္စတစ်ခုလုပ်ဖို့အတွက်အခွင့်အရေးဆိုတာရှိတယ်အခွင့်အရေးမရှိရင်အလုပ်ကိစ္စလုပ်လို့အလုပ်မဖြစ်ဘူးပေါ့နော်အဲ့တော့အခွင့်အရေးဆိုတာဓမ္မအရေးကြီးတယ်အခွင့်အရေးရှိတော့အလုပ်လုပ်မှအလုပ်ကိစ္စအောင်မြင်နိုင်တယ်တမန်အဖြစ်တော့အများကထင်နေကြတယ်ဘယ်ချိန်လို့ဖြစ်တယ်လို့ထင်ဘယ်ကိစ္စပဲဖြစ်ဖြစ်ဘယ်ချိန်လို့ဖြစ်တယ်လို့ထင်နေကြတယ်တကယ်အလုပ်ကိစ္စလို့ပြောရလောက်အောင်ကြီးကျယ်တဲ့အလုပ်ကိစ္စမျိုးတွေကြတော့အခွင့်အရေးရှိမှသာလုပ်လို့ရတာဖြစ်တယ်အခွင့်အရေးမပေးဘူးဆိုလို့ရှိရင်ကိုလုပ်ချင်နိုင်လို့မရဘူးဆိုတာထင်ရှားတယ်ပေါ့အဲ့ဒါတတိထားကြတစ်ခုပေါ့ဒါကြောင့်တတိပေးကြတယ်အခွင့်အရေးကိုလည်းမလွတ်စေနဲ့အခွင့်ကောင်းဆိုတာခဏခဏမလာဘူးတခါတည်းမှအခွင့်ကောင်းဆိုတာကြုံတယ်လို့ပြောကြအဲ့ဒါပဲကိစ္စမှမဆိုတရားစဉ်းစားကြည့်ရင်အဲ့တိုင်းပဲဒါမို့အခွင့်အရေးနဲ့အလုပ်ကိစ္စတစ်ခုလုပ်ဖို့အခွင့်အရေးဟာမတမအရေးကြီးတယ်ကောင်းတဲ့အလုပ်ပဲဖြစ်ဖြစ်မကောင်းတဲ့အလုပ်ပဲဖြစ်ဖြစ်ကိုလုပ်တဲ့လုပ်ငန်းတစ်ခုအောင်မြင်ဖို့ရဟာအခွင့်အရေးရှိတယ်ခွင့်အရေးရှိတော့လုပ်မှလုပ်ငန်းတစ်ခုအောင်မြင်တယ်ဆိုပါစို့ပညာသင်တယ်ဆိုပါစို့ပညာသင်တဲ့အခါမှာမျက်စိမှုံမှနားလေးမှအသက်အရွယ်ကြီးမှပညာသင်မယ်ဆိုရင်ဒီပညာသင်ရင်အလုပ်ဟာအောင်မြင်မှုသိမလွယ်တော့ခွင့်ရေးတွေကုန်သွားပြီလေစီဝါရှာရဲဆိုတာလည်းပဲထို့တူပဲစီဝါရှာလို့မရတဲ့အချိန်ခါမျိုးမှာစီဝါရှာခြင်းအောင်မြင်နိုင်ဘူးစီဝါရှာဖို့အခွင့်ကောင်းတွေရှိနေတဲ့အချိန်ပဲစင်ပေါ်စီဝါရှာရတာဖြစ်တယ်အခွင့်အရေးဆုံးရှုံးပြီးတဲ့နောက်မှာစီဝါရှာဖို့ကြိုးစားရင်အောင်မြင်မှုမရနိုင်ဘူးတရားအထုတ်တာသိပဲနဲ့တချို့အသက်အရွယ်ကြီးမှတရားပဲလိုက်စားမယ်ဆိုတရားထုတ်တာအသက်အရွယ်ကြီးမှအထုတ်မယ်ဆိုလို့ရှိရင်အောင်မြင်နိုင်တဲ့အခွင့်အရေးတွေအသက်အရွယ်ကြီးတဲ့ကမှဒါနေသွားပြီအောင်မြင်မှုခက်ခဲသွားပြီဒါကြောင့်အချိန်ခါရှိတော့အရွယ်ကောင်းတော့လှုပ်တဲ့လှုပ်ထိုက်တာလှုပ်ရမယ်လို့ပညာရှိတွေသတိပေးတာပဲဖြစ်တယ်ဆိုတော့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်ဟာကိုယ်ချီကိုယ်လက်ကိုမပိုင်တော့တဲ့အနေအထားမျိုးရောက်ပြီးအင်အားကြီးပြက်လက်နေမှတရားထိုင်ခြင်းနဲ့တရားထုတ်ခြင်းနဲ့ဆိုရင်မလွယ်ဘူးပေါ့နော်ခွေးဆုံးရှုံးသွားတယ်ပေါ့ငယ်တော့ကကြိုးစားမယ်ဆိုရင်ညာရနိုင်တယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ငယ်တော့ရွယ်တော့မှစီဝါရှာတယ်ငယ်တော့ရွယ်တော့မှပဲတရားရှာကြတယ်ကြီးသွားမှဆိုရင်အခွင့်အရေးမျိုးစုံဟာဆုံးရှုံးသွားတယ်အခွင့်အရေးဆိုတာမရတော့အခွင့်အရေးဆိုတာအခြေအနေတစ်ခုမပေးတာမပေးလို့ရှိရင်လည်းအဲ့ဒီခွင့်အရေးကပျက်စီးတာပဲအခြေအနေပေးတဲ့အချိန်လေးမှာကြိုးစားအထောက်ကြရတာဖြစ်တယ်မြတ်စွာဘုရားလက်ထက်တုန်းကတာဝတိမြို့ကပါဠဆိုတဲ့တထေသာ
စေရုံကြောင့်သွားပြီးတော့တရားနာတယ်တရားနာတဲ့အခါမှာမြတ်စွာဘုရားကပြမစရိယဆိုတဲ့ကျင့်စဉ်တစ်ခုကိုအသေးစိတ်ခေါ်လိုက်တဲ့အခါမှာသူစိတ်ဝင်စားတယ်သူအရွယ်ရှိတော့တာတွေလုံးဝငါအောင်မြင်နိုင်မှာပဲအရွယ်လွန်သွားရင်တော့အောင်မြင်မှုခက်ခဲတယ်လို့သို့တော့အရွယ်ရှိတဲ့အချိန်မှာလည်းပဲသူ့မှာတောင်းဝတရားတွေကရှိတယ်မိသားစုဘဝနေတာဆိုတော့ဒါတွေသမီးတွေစီးပွားဥစ္စာတွေဒါတွေကိုစွန့်ရမှာဖြစ်နေဒါတွေမစွန့်လို့ရှိရင်လည်းတရားထုတ်ဖို့ဆိုတဲ့အခွင့်အရေးကကောင်းတဲ့အချိန်ကြီးကသူလွန်သွားနိုင်တော့သူညီနဲ့တိုင်ပင်ဆွေးနွေးတဲ့အခါမှာသူညီကပြောတော့ဆိုအကိုကြီးကငယ်ပါသေးတယ်ပေါ့အသက်ရွယ်လေးရလာပြီသားတွေသမီးတွေကြီးပြီဆိုမှတရားထုတ်တာကောင်းပါတယ်လို့ပြောတယ်နော်အဲ့တော့အသက်ရွယ်ကြီးပြီဆိုရင်တော့အခွင့်အရေးရတယ်လို့ထင်တာကိုသူညီကအဲ့တော့ပါဠိဆိုတဲ့တတိကပြန်ပြောတော့ဆိုငါညီတဲ့အသက်ရွယ်ကြီးသွားတဲ့ပုဂ္ဂိုလ်ဟာကိုယ်လက်ကိုယ်ခြေအတောင်ကိုယ်စကားနားမထောင်ဘူးတဲ့ဟုတ်တယ်ကိုယ်စကားနားမထောင်ဘူးဆိုတာအသက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေနားလဲတဲ့ဒါခြေတော်ကဒီဘက်လှမ်းမိမယ်လို့ဟိုဘက်ရောက်ချင်ရောက်တာရှိန်တာရိုင်တာတွေဖြစ်လာလက်မြောက်ချင်လို့လည်းမြောက်တွေ့ရကြမှာရကိုလို့ချင်တာတွေလို့ခွေရအခွင့်အရေးတွေနဲ့ကိုသူပြောတဲ့စကားလေးကအခွင့်အရေးရှိတော့လို့ရမယ်ဆိုတဲ့အထိပ္ပယ်လေးသူပြောတဲ့စကားလေးကမှတ်သားစရာကောင်းတယ်စရာစိစရိတာဟွန်ဒီစရာတရားကြောင့်အိုမင်းရင်းရော်ပြီးအသက်ရွယ်ကြီးသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ဟထပါဒအနတ္တဝါသူ့လက်သူ့ခြေရတော့သူ့စကားနားမထောင်ဘူးတဲ့သာသမီတွေမပြောနဲ့သူ့လက်သူ့ခြေရတော့သူ့စကားနားမထောင်တော့ဘူးသူလုံးချင်နိုင်လို့မရဘူးလို့ပြောတာနော်စကားနားမထောင်ဘူးယထသောဝိဟတထမောဝိဟတထမောဆိုတဲ့ရကြည်လာလို့ရှိရင်အားတွေကဆိုးပျက်စီးသွားပြီထရတော့မှမထနိုင်ဘူးသူများထူပေးရတဲ့အနေထားမျိုးတွေရလာတက်ကြီးတော့ငယ်ငယ်တုန်းကဝိဇောရိယဆရာတော်ဘုရားကြီးတရားဟောတာကြားဘူးလိုက်တယ်နားဘူးလိုက်တယ်အေးတဲ့ရလို့ရှိရင်ထခြင်းမိစုနဲ့ဒူးနဲ့လက်နဲ့မိတ်ဆက်ရတယ်တဲ့ဆရာတော်ရလို့ပြောတာထူးလက်ထောက်ပြီးထားတာကိုပြောတာထူးနဲ့လက်နဲ့မိတ်ဆက်နေရပြီဒီတိုင်းမထားနိုင်တော့ဘူးငယ်တော့ကတော့ဖြတ်ခနဲ့ဆိုထားလို့ရတက်ကြည့်ပြီဆိုတော့လို့မရတော့ဘူးအဲ့ဒါကိုပြောတာယတသောဝိဟတထမောဓမ္မဆိုတဲ့စွမ်းအားတွေကပျက်စီးကုန်ပြီအဲ့ဒီလိုအခြေအနေဆိုးနေတဲ့အချိန်မှာကထန္တမံစရိတတိဘယ်လိုနည်းနဲ့မင်းတရားထုတ်မှာတော့ကိုချေကိုလက်ကတောင်းကိုစကားနားမထောင်ဘူးအားတွေမရှိတော့ဘူးဆိုမှဘလို့လို့ပြီးတရားထုတ်မှာလဲကြိုးစားမှရနိုင်တဲ့အရာတစ်ခုပါအခွင့်အရေးတွေဆုံးရှုံးနေပြီလို့ဒါသိတာမြင်လာတဲ့အခွင့်အရေးပဲဒါကအသက်ရွယ်ကြီးပြီးတရားထုတ်လို့ကဖြစ်ကောင်းဖြစ်နိုင်သေးတယ်နော်ဖြစ်နိုင်သေးတယ်ဘယ်မှာအောင်ထုတ်ပဲနဲ့ဟိုတရားထုတ်မယ်ဆိုလို့ရှိရင်ရနိုင်သေးတယ်လို့ပြောအောင်မဖြစ်နိုင်လောက်အောင်အခွင့်အရေးဆုံးရှုံးနေတာမျိုးတွေရှိသေးတယ်ကိုလို့ချင်တဲ့လုပ်ငန်းတစ်ခုလုပ်လို့မရတော့အခွင့်အရေးဆုံးရှုံးသွားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တရားထုတ်ဖို့ကောင်းတဲ့လုပ်တွေလုပ်ဖို့အခွင့်အရေးတွေကဘယ်ချိန်မှဆုံးရှုံးသွားတဲ့တုံးဆိုတဲ့အခါအို
မင်းတဲ့အခါမှလည်းဆုံးရှုံးသွားတယ်စီးပွားရှာဖို့အတွက်အသေးရွယ်ကြည်လာပြီဆိုရင်လည်းဆုံးရှုံးတယ်နေမကောင်းထိုင်မသာဖြစ်နေမှလှုပ်ချင်လို့ရှိရင်လည်းဆုံးယုံသွားတယ်အခွင့်အရေးမရှိတော့နော်ခွင့်အရေးဆုံးရှုံးတယ်တိုင်းပြည်ကဘယုတ်ဘရဲ့ငြိမ်းချမ်းမှုတွေဆုံးရှုံးပြီးတော့စစ်ဖြစ်နေတဲ့နိုင်ငံတစ်ခုကတရားအထုတ်ဖို့ဆိုဆုံးရှုံးသွားစီးပွားရှာဖို့ဆိုလည်းဆုံးရှုံးပညာသင်ဖို့ဆိုလည်းဆုံးရှုံးတယ်ဒါမြတ်စွာဘုရားဟောတဲ့တရားတွေထဲမှာနောက်မိုးခေါင်ရေရှားလို့အစာရေစာရှားပါနေတဲ့ခေတ်အခါမျိုးဆိုလို့ရှိရင်လည်းတရားထုတ်ဖို့ရှင်ခဲရနေတရားထုတ်ဖို့အခွင့်မရှိတဲ့နေရာတွေဆိုပြီးတော့အတ္တမယတုတ်တန်လို့ထင်တယ်အင်္ဂုတ္တမှာမြတ်စွာဘုရားဟောထားတာရှိတယ်ပေါ့နော်အခုဒီကနေ့ပြောချင်တာကတော့အခွင့်အရေးနဲ့အလုပ်ကိစ္စမှာမြတ်စွာဘုရားဟောထားတဲ့အခဏတုတ်တံခိုးရှိတော့က၈ယောက်နဲ့၁ယောက်ဆိုတဲ့တရားဟောဘူးတယ်အဲ၈ယောက်နဲ့၁ယောက်လို့နာမည်ပေးပြီးတော့ဟောထားတဲ့တရားနဲ့တူတူပဲလို့မှတ်တယ်လူ၈ယောက်ကအခွင့်အရေးဆုံးရှုံးနေတယ်၁ယောက်ပဲအခွင့်အရေးရှိတယ်အဲ့တော့၉ယောက်ထဲမှာ၁ယောက်ပဲအခွင့်အရေးကောင်းရတယ်ခွင့်ကောင်းမရတဲ့လူတွေကများတယ်လို့သူဆိုလို့ဘာနဲ့ပတ်သက်တဲ့အခွင့်အရေးတုံးဆိုလို့ရှိရင်ကိုယ့်ဘဝမှာအကောင်းဆုံးအသိဉာဏ်ရဖို့ကြိုးစားအထောက်အနဲ့ပတ်သက်လာလို့ရှိရင်အခွင့်အရေးကဘယ်လိုဟာလဲလုံးဝလုံးလို့မရအောင်ခွင့်ရေးဆုံးရှုံးနေတာတွေကဘယ်လိုခါမျိုးတွေလဲဒါအထူးဆန်းမဟုတ်ဘူးအလုပ်ကိစ္စနဲ့အခွင့်အရေးဆိုတာဩဃတထဲမှာပါတယ်ရပ်ပြစ်၈ပါးအဲ့ဒါကိုရှင်းပြောပါနော်ရပ်ပြစ်၈ပါးဆိုတာအရဲ့အပြစ်၈မျိုးလို့အဲ့မှာဆိုထားတော့လေအခွင့်အရေးဆုံးရှုံးမှုဆိုလို့လေနော်အဲ့တော့ကိုယ့်အခွင့်အရေးမဆုံးရှုံးရအောင်ဒီတရားကိုနားထောင်ပြီးတဲ့အခါမှာငါတို့ဟာအခွင့်အရေးမဆုံးရှုံးအောင်မလုပ်သင့်နဲ့ဆိုတော့ကိုယ်ဆုံးဖြတ်တယ်အဲ့ဒါအတွက်မြတ်စွာဘုရားဟောထားတဲ့သုတ်တံတစ်ခုရှိတယ်အခဏသုတ်တံအခွင့်အရေးနဲ့အလုပ်ကိစ္စလူတွေကတော့ထင်ကြတယ်လောကမှာလူတွေကအခွင့်အရေးကောင်းတယ်မကောင်းဘူးဆိုတာသိပြီးတော့သိလို့ရှိကြဘူးအခွင့်အရေးကောင်းမှအလုပ်တစ်ခုလုပ်လို့ရတယ်လို့ဆိုလို့လေမိုးခေါင်ရေရှားနေတဲ့အချိန်သင်္ကန္တရာကြီးမှာနေရတဲ့လူတွေစိုက်ပျိုးရေးလုပ်ဖို့ဆိုခက်ခဲတယ်လေဥပမာစင်ကာပူလိုနိုင်ငံမျိုးစိုက်ပျိုးရေးခွင့်ရေးရှားပါနေတယ်မဖြစ်နိုင်တဲ့နေရာမျိုးဖြစ်တယ်စိုက်ပျိုးရေးနဲ့လုပ်ဖို့ခဲရင်နေပေါ့ခွင့်ရေးမရှိဘူးတစ်ဖက်ကြည့်လိုက်ရင်လည်းပင်လေကြီးရေလည်းရေချိုးမရှိဘူးရေငန်းစိုက်ပျိုးရေးလုပ်ဖို့ဆိုတာမနမခဲရင်မြန်မာနိုင်ငံလိုနိုင်ငံမျိုးကြတော့စိုက်ပျိုးလို့ရတဲ့မြေတွေများစွာရှိတယ်ရှေးကျိုးတွေကလည်းအမတမပေါ်တယ်တိုင်းပြည်ရဲ့ထိတ်ကနေပြီးတော့အလဲဘဟုမြေပုံကြီးရဲ့အလဲဘဟုတဲ့တဲ့ကနေပြီးတော့ဟိုးစားကနေပြီးတော့စီးဆင်းနေတဲ့အေယာဝတီမြစ်ကြီးရှိတယ်အေယာဝတီမြစ်ကြီးရဲ့ဖေးကနေပြီးတော့အရန်စီးဆင်းလာတဲ့သံလာဝတီတို့ဒုဋ္ဌဝတီတို့ချင်းတွင်တို့ဆိုတဲ့သံလာဝတီအဲ့ဒီမြစ်အရန်နေရရှိတယ်စိုက်ပျိုးရေးလုပ်ဖို့တော့အခွင့်အရေးအကောင်းဆုံးပဲအဲ့ဒါအခွင့်အရေးလို့ပြောတာနော်လှုပ်လို့ဖြစ်နိုင်တဲ့အခွင့်သို့တော့လှုပ်လာမလှုပ်ဘူးဆိုလို့ရှိရင်အဲ့ဒီအခွင့်အရေးကဆုံးရှုံးသွားမှာပဲသိကြတယ်အဲ့ဒါလိုပဲတန်တရားကလွတ်ဖို့သို့မဟုတ်ကိုယ်ဘဝတိုးတက်မြင့်မာဖို့ကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်လေအမြဲတမ်းလုပ်လို့ရလားအ
မြဲတဲ့ဒီခွင့်ရရနိုင်သလားဆိုမရနိုင်ဘူးအဲ့တော့ခွင့်ရတွေဟာအခွင့်အရေးနဲ့လောကိစ္စလို့ဆိုတဲ့နေရာမှာနံပါတ်1ကဘလို့ပြောထားတော့တရားဓုတရားမြတ်ရဖို့မြင့်မြတ်တဲ့အကျင့်ကိုကျင့်ဖို့တန်တရားဝကထွက်ပေါ်ရဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဆိုရယ်အခွင့်အရေးဟာအလုံးကိုနေတယ်တခြားအခွင့်အရေးတွေတဲ့ပိုနေတယ်လို့ဆိုလို့ဆိုပါစို့လောကမှာတရားဓုတရားမြတ်ကိုကျင့်တရားကိုအမှန်ကန်ဟောပြောနိုင်တဲ့ဖရာပွင့်ပွင့်လဲပွင့်တယ်တရားလဲဟောတယ်ဖရာလဲပွင့်တယ်တရားလဲဟောတယ်ဟောတဲ့တရားကလည်းတကယ်ကိုငြိမ်းချမ်းမှုကိုပေးနိုင်တယ်နိဗ္ဗာန်ကိုရောက်စေနိုင်တယ်အဲ့ဒီလိုအခြေအနေမျိုးမှာဘယ်ပုဂ္ဂိုလ်ဟာခွင့်ရဆုံးရှုံးနေတယ်လေဖရာပွင့်တဲ့ခေတ်နဲ့ခေတ်ဆိုတာပေါ်နေတယ်ဖရာတရားဟောနေတာလည်းရှိနေတယ်ဆိုတော့မြန်မာပြည်မှာအခုချိန်ပြောမဆိုရင်မြတ်စွာဘုရားသာသနာရှိနေသေးတော့ဖရာပွင့်တဲ့အချိန်လို့ပြောလို့ရတယ်ဖရာဟောတဲ့တရားတွေကိုကြားနာခွင့်သင်ယူခွင့်ရှိနေသည့်အတွက်ကြောင့်တရားတွေပွင့်လင်းနေတယ်လို့ဆိုလို့ရတယ်အဲ့တော့ဖရာလည်းရှိတယ်တရားလည်းရှိနေတယ်အဲ့ဒီအချိန်မှာအခွင့်အရေးရနေတဲ့ပုဂ္ဂိုလ်တွေရှိကြတယ်အဲ့ဒီမဲ့အခွင့်အရေးဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိတယ်ဒါအခွင့်အရေးတစ်ခုပဲဖရာလည်းပွင့်နေတယ်တရားလည်းဟောနေတယ်ဒါအခွင့်အရေးတစ်ခုအဲ့ဒီအခွင့်အရေးကိုလက်လုံးမမီနိုင်တော့အောင်လုံးဝဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်တွေပဲပုဂ္ဂိုလ်တွေလေဘယ်လိုနည်းနဲ့မှဒီအခွင့်အရေးကိုသုံးမချနိုင်တော့တဲ့ပုဂ္ဂိုလ်ရှိသေးတယ်အဲ့ဒီလိုဖျားပွင့်တရားဟောနေတဲ့အချိန်မှာသူတို့ဟာတူဟာငရဲကြနေတယ်ဆိုတာငရဲရောက်နေတဲ့လူတယောက်ဟာဖျားပွင့်တာလည်းသိဖို့မရှိဘူးတရားလည်းနာဖို့မရှိဘူးအဲ့တော့ဒါကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုဖြစ်နေဘယ်လိုမှသူကအခွင့်အရေးမရနိုင်တော့နော်ဘယ်လိုမှအခွင့်အရေးမရအဲ့ဒီပုဂ္ဂိုလ်ကလုံးဝဆုံးရှုံးတဲ့ပုဂ္ဂိုလ်လို့အဲ့ဒါကိုကြည့်ပြီးတော့ရက်ပြည့်၈ပါးဆိုတာငရဲကြနေတာရက်ရဲ့အပြစ်တစ်ခုဆိုပြီးတော့ပမာဩဃတာထဲမှာထည့်ပြီးတော့ဆိုတာဖျားပွင့်တရားဟောနေတဲ့အချိန်မှာငရဲကြနေအခွင့်အရေးတွေဆုံးရှုံးသွားပြီအဲ့တော့ငရဲဟာတရားဓုတရားမြတ်ရဖို့အရက်မဟုတ်သည့်အတွက်ကြောင့်အရက်ရဲ့အပြည့်ဆိုပြီးတော့သူတို့သုံးလေးရှိကြတယ်ပေါ့နော်အမှန်တော့ငရဲကြနေတဲ့ပုဂ္ဂိုလ်သည်တရားနာဖို့အခွင့်အရေးဖျားဖို့အခွင့်အရေးလုံးဝဆုံးရှုံးသွားပြီသူဆိုလိုတာနော်အဲ့ဒါကနံပါတ်1နံပါတ်2ကလောကမှာဖျားပွင့်နေတရားလည်းဟောနေတယ်သို့တော့ကံကောင်းကြောင်းလာလို့တိရစ္ဆာန်ဖြစ်နေတိရစ္ဆာန်ဆိုတာခံယူနိုင်တဲ့အသိဉာဏ်မရှိဘူးလေသင်ပေးရင်အမှတ်ဉာဏ်နဲ့လှုပ်တတ်တာပဲရှိတယ်ထိုးရင်းပြီးတော့သိတယ်အသိမရှိဘူးသင်ညာပဲရှိတယ်ပညာမရှိဘူးတိရစ္ဆာန်ဆိုတာအဲ့တော့တိရစ္ဆာန်ဘဝရောက်သွားပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာဒီဖျားပွင့်လို့တရားဟောနေတယ်ဆိုတဲ့ဒီအခွင့်အရေးကြီးကိုအသုံးချဖို့သူကလက်မမီတော့လုံးဝဆုံးရှုံးသွားပြီဒီပုဂ္ဂိုလ်ကလည်းဒါမျိုးမရှိဘူးလားဆိုရှိတာပေါ့နော်ဖျားပွင့်တရားဟောနေတဲ့အချိန်မှာတိရစ္ဆာန်ဖြစ်နေသွားပြီကောင်းတဲ့အခွင့်အလမ်းကြီးတစ်ခုလုံးကိုသူကလက်လွတ်ဆုံးရှုံးသွားပြီလို့ဆိုလိုတယ်ထို့တူပဲဖျားပွင့်တရားဟောနေတဲ့အချိန်မှာလူတယောက်ဟာပြိတ္တဘဝရောက်နေပြိတ္တဘဝဆိုတာစားရမယ်ပဲတော့မယ်ပဲအမြဲတမ်းဆာလောင်မွတ်သိပ်ပြီးအစာအာဟာရရှာဖွေပြီးဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်
သူလည်းအခွင့်အရေးတစ်ခုဆုံးရှုံးသွားပြီတရားတို့ရဲ့တရားမြတ်ရဖို့ဆိုသူမှမရှိတော့အဲ့တော့ငရဲတရိစ္ဆာန်ပြိတ္တာအဲ့ဒါဖျားပွင့်တရားနာဖို့အခွင့်အရေးဆိုသူမှမရှိတော့ဘူးလို့ဆိုလို့ဒါကအဆိုးပုံတွေရောက်နေတာနောက်ကောင်းတဲ့ပုံရောက်ပြီမဲ့လို့အခွင့်အရေးဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်တွေရှိသေးတယ်မြတ်စွာဘုရားပွင့်နေတရားတွေလည်းဟောနေတယ်ဥမာပဲဘုရားပွင့်လာတော့တပည့်စကြတရားဟောတယ်နော်အဲ့ဒီအချိန်မှာ1000 လောကစကြဝဠာကနတ်တွေပြမာတွေကဆူရုံရောက်ရှိလာပြီးတရားနာကြတယ်အဲ့ဒီမဲ့ပြမဖြစ်ပါလျက်တရားနာဖို့အခွင့်အရေးဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဘယ်ပြမာတွေဆုံးဆိုရင်ရှုခန္ဓာတစ်မျိုးတည်းရှိတဲ့အတ္တညတတ္တပြမသက်မဲ့ပြမကြီးတွေရှုတော့ရှိတယ်သူကဓမ္မီဆိုတဲ့ယုတ်တုကြီးတွေလိုပဲအဝတ်ဆိုင်တွေမှာတွေ့တယ်မဟုတ်လားဓမ္မီဆိုယုတ်တုတွေလေသူ့ဟောကောင်းစားလာတွေသူဝတ်ရတယ်ရတနာဆိုင်ဆိုရင်သူ့ကိုမလေးလက်ဆွဲရတနာတွေဆင်ပေးတယ်ဒါပေမဲ့သူရဲ့အဲ့ဒီရဲ့အရာသာသူခံစားရလားဆိုဘယ်ခံစားရမှာလဲသူကသိမှမသိဘူးလှပတဲ့အဝတ်ကလေးတွေသူ့ဝတ်ပေးတာသူပဲသိမလဲရှုပ်ထုရှုပ်ပြမာတွေထဲမှာလည်းပဲအသက်မဲ့ပြီးတော့အသက်မဲ့အသိစိတ်ကင်းမဲ့နေတဲ့ရှုခန္ဓာတစ်မျိုးတည်းသာရှိတဲ့အသိဉာဏ်ပြမာဆိုရှင်သူရဲ့လွယ်မားတဲ့အယူဝါဒကြောင့်အဲ့ဒီဘဝရောက်တာဘယ်လိုလွယ်မားလို့ဆိုရင်သူကစားကျင်တာလဲဒီစိတ်လှုပ်ချင်တာလဲဒီစိတ်စိတ်မရှိရင်ကောင်းတယ်စိတ်ကပဲလူတွေကိုဒုက္ခပေးတယ်ဆိုစိတ်ကိုမုန်းတီးတဲ့အတွေးတွေဝင်လာပြီးတော့စိတ်မဖြစ်ဖို့ကြိုးစားလိုက်တာအသိစိတ်ကင်းမဲ့တဲ့ပြမဘဝရောက်သွားအဲ့ဒီပြမတွေကဘုရားပွင့်တဲ့အခါမှာသူတို့တရားနာခွင့်ဆုံးရှုံးသွားကြတယ်နောက်တစ်ခုကတော့တရားနာဖို့ဘုရားနဲ့တွေ့ဖို့ဆိုမျက်စိနဲ့နားရှိရမှာအဲ့ဒီမဲ့အရူပပြမလို့ခေါ်တဲ့ပြမကြီးတွေတတန်းရှိတော်လဲပဲသူတို့မှကြားနိုင်တဲ့နာမပါဘူးသူတို့ကြတော့ရှုခန္ဓာမဲ့နေတဲ့နန္တရားတသက်မြတ်တာဖြစ်နေတဲ့ပြမလို့ခေါ်တယ်ဖះလောင်းနဲ့ပထမဆုံးတရားဖះလောင်းတောထွက်လာတဲ့အခါမှာပထမဆုံးတွေ့တဲ့အာလာရကာလမဆိုတဲ့ယတိကြီးဥဒကရမဗုဒ္ဓဆိုတဲ့ယတိသူတို့ဟာအဲ့ဒီရှုခန္ဓာမဲ့တဲ့ပြမဘုံတွေကိုရောက်နေကြပြီထာဝရမြတ်စွာဘုရားပွင့်တဲ့အချိန်မှာဘုသူတရားဟောရရင်ကောင်းလဲလို့ကျင်လိုက်တော့ကြည့်လိုက်တဲ့အခါမှာအလာရကာလမတို့အသိဉာဏ်ထက်တယ်ဥဒကရမဗုဒ္ဓတို့အသိဉာဏ်ထက်တယ်ငါသိတဲ့တရားကိုရှင်းပြလိုက်ရင်သူတို့သဘောပေါက်သွားမှာပဲလို့ဖះပထမဆုံးစဉ်းစားတာသူတို့နှစ်ယောက်ကိုစဉ်းစားတာတရားဟောမယ်စဉ်းစားလိုက်ပြီးကြည့်လိုက်တဲ့အခါကျတော့သူတို့နှစ်ယောက်တော့မရှိကြတော့အလာရကာလမဖះမပွင့်ခင်9 ရက်လောက်ကနေဆုံးသွားပြီဥဒကရမဗုဒ္ဓကမနေ့ကပဲဆုံးသွားတယ်ဆိုလုံးဝလွတ်သွားပြီသူတို့ဆုံးသွားပြီပဲရောက်သွားတော့ဆိုတော့အခုရှုခန္ဓာကင်းမဲ့တဲ့နားမပါတဲ့ချမ်းနိုင်စွာမရှိတဲ့နန္တရားသက်သက်ရှိတဲ့အရူပပြမမျိုးဖြစ်သွားတယ်ပြီးတော့တတန်းကလည်းမတမရှိကြတယ်ဒါမို့လို့တတန်းရှိတဲ့ပြမမျိုးဖြစ်နေတာပုဂ္ဂိုလ်တွေဟာလည်းပဲနောက်ထပ်ဖះပွင့်အောင်ရေမတိယဖះလည်းသူတို့ဖူးခွင့်မရှိတော့မမိတော့နော်သူတို့ကအသက်ရှင်နေသေးတာလွတ်သွားတယ်ပရက္ခဝါကဖះတွေလွတ်ကုန်တာကုန်နောက်ကဝါလည်းမိမမိမသူတို့ခွာတဲ့အတွက်ချင်းအဲ့တော့သူတို့ဟာတားဆုံးရှုံးသွားတယ်တန်တရားတွေကထွက်ဖို့လမ်းကြောင်းသူတို့ရှာမတွေ့တော့ဖះနဲ့တွေ့ဖို့ဆိုတာညခက်သွားတယ်အဲ့ဒါပြောတာအခွင့်အရေးဆိုသူလည်းလွတ်ဆုံးရှုံးသွားတယ်ဖ
ဘယ်လိုနည်းနဲ့မှပြန်မရနိုင်တဲ့ပုဂ္ဂိုလ်တွေမရနိုင်တဲ့ပုဂ္ဂိုလ်တွေဆုံးရှုံးနေတာမဟုတ်ဘူးအဲ့တော့တဏ္ဍရှိတဲ့ရှုခန္ဓာမဲ့တဲ့ဖြစ်မှာတဏ္ဍရှိပြီးတော့အသိစိတ်ကဲမဲ့တဲ့ဖြစ်မှာအဲ့ဒီပြမမျိုးဖြစ်နေတဲ့ပုဂ္ဂိုလ်ဟာတရားကြားနာရဖို့ဆိုတဲ့အခွင့်အရေးမှသူကလုံးဝမရှိတော့ဘူးလို့ဆိုလို့တယ်ဒါကြောင့်မို့အဲ့ဒါကိုလည်းရပ်ပြစ်ရှိပါတယ်မှာတပါးအနေနဲ့ထည့်ထားတယ်ငရဲတရိစ္ဆာန်ပြိတ္တာတဏ္ဍရှိကြတဲ့ရုပ်မဲ့နာမဲ့ဖြစ်မှာလေးခုအလုံးနော်လေးခုနောက်တစ်ခုကတော့လောကမှာဖျားတော့ပွင့်ပါရဲ့တရားလည်းဟောနေတယ်ဒါပေမဲ့ဒီပုဂ္ဂိုလ်ကလူဘုံတော့ရောက်တယ်လူဘဝတော့ဖြစ်တယ်ဒါပေမဲ့အလွန်ဝေးလံတိခေါင်လူမရောက်သူမရောက်တောတောင်နေချားနေတယ်ခုပြောတဲ့အပေါ်ရိချီနီစာလူရိုင်းမျိုးထဲမှာကျွန်းနေလူရိုင်းမျိုးတွေထဲမှာတော့ဖြစ်တယ်ဘယ်လိုမှသတင်းကြားအောင်ပြောလို့မရတဲ့လူသာဖြစ်ပေမဲ့လို့လူမနေရတဲ့ပုဂ္ဂိုလ်မျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေရှိတယ်လေအစွန်ဖြားကြပြီးတော့ဘုရားတရားကိုသိနိုင်စွမ်းမရှိတဲ့အသိဉာဏ်မရှိတဲ့လူရိုင်းမျိုးတွေလူရိုင်းဘဝမှာရောက်ရှိနေပထမဆုံးကျွမ်းမှနေတဲ့ပုဂ္ဂိုလ်တွေဟာအပေါ်ရိจิနေလို့ခေါ်တဲ့တတ်ပညာလည်းမရှိဘူးဘာပဲအမေရိကတိုက်မှာဆိုလို့ရှိရင်အမေရိကတိုက်အခုလူရင်ကျေးလို့ဆိုတော့စီဝါရှာတတ်ပြီးတော့ပညာတတ်တဲ့ပုဂ္ဂိုလ်တွေမရောက်ခင်အရင်ရောက်နေတာတွေကဘယ်သူတွေတုံးဆို Red Indian ဆိုလူမျိုးတွေပဲသူတို့ကပထမဆုံးကျွန်းနေလူမျိုးတွေလို့ပြောတာ Red Indian သူတို့ကအရက်တောက်တာလည်းသိမရှိကြခဏခေတ်မှာတော့အမေရိကန်နိုင်ငံအစိုးရသူတို့လာကပေးထားသူတို့ရဲ့ကိုလိုနီနေရာဌာနတစ်ခုသတ်မှတ်ပေးထားတယ်Red Indian colony ဆိုတတ်မှတ်ပေးထားပြီးတော့သူတို့ဝေကြီးတဲ့နာထောက်ပံ့ပြီးတော့ပေးထားတယ်ပညာလည်းမသိညာဘူးသူတို့ပဲထောက်ပံ့ရေးစားပြီးနေကြတဲ့ပုဂ္ဂိုလ်တွေအဲ့ဒါမျိုးတွေတို့ဆိုလို့တယ်ပေါ့နော်အဲ့ဒီလူတွေအမှအခွင့်အရေးရကောင်းရလာနိုင်သေးတယ်နောက်တစ်ခါAustralia မှာလည်းပဲ Aborigines ဆိုတဲ့လူရိုင်းနေရှိတယ်နောက်ဒီနာကဘုရားဝတ္တနိုင်ငံလေးဖြစ်တဲ့သီရိလင်္ကာနိုင်ငံမှာလည်းပဲလူရိုင်းစာရှိသေးတယ်ဝေဒလို့ခေါ်တယ်ပစိုးမို့ဘူးတုံးလုံးနေတယ်မွေးလိုက်ရင်အဲ့တော့လေးနဲ့မြားနဲ့ဓာတ်နဲ့တရိစ္ဆာန်တွေတပ်ဖြတ်ပြီးတောထဲမှာဒီတိုင်းစားနေကြတာမဟုတ်ဆိုးလုံးနဲ့ပဲအသက်မွေးတယ်အစိုးရကသူတို့ယဉ်ကျေးအောင်ဆိုပြီးတော့အိမ်တွေဘာတွေဆောက်ပြီးကျောင်းတွေဘာတွေတည်ပြီးအဲ့ဒီအိမ်တွေကိုမိရှုပြီးတော့ထွက်ပြေးသွားကြတာမနေဘူးအဲ့လိုလူမျိုးတွေရှိတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဖြစ်နေလို့ရှိရင်မြတ်စွာဘုရားတရားကိုသိဖို့ဆိုတာမတမခဲရင်သွားတယ်အဲ့ဒါကြောင့်ဒါလည်းအခွင့်အရေးတစ်ခုတရားသိဖို့အခွင့်အရေးတစ်ခုဆုံးရှုံးနေတာသွားတယ်လို့သူဆိုလို့တယ်နောက်ဆုံးရှုံးမှုတစ်ခုကတော့ဘာတော့ဆိုလို့ရှိရင်မြတ်စွာဘုရားလည်းတရားဟောတယ်သို့တော့ဘုရားပွင့်တဲ့နေရာမစ္စည်းမဒေသမှာလည်းလူဖြစ်တယ်သို့တော့လည်းသူကအယူဝါဒလွယ်မှနေတဲ့ပုဂ္ဂိုလ်ဘုရားတရားကိုမယုံကြည်တဲ့ပုဂ္ဂိုလ်အယူဝါဒလွယ်မှနေတဲ့ပုဂ္ဂိုလ်မျိုးဖြစ်နေမိစ္ဆာဒိဋ္ဌိပေါ့မယုံကြည်တဲ့ပုဂ္ဂိုလ်အဲ့ဒီ
ဘာသာတရားနဲ့ယုံကြည်မှုမရှိစိတ်ဆန္ဒမရှိတဲ့ပုဂ္ဂိုလ်တွေကလည်းပဲတရားဥဒေနဲ့တရားမြတ်ရဖို့ခွင့်ရဆုံးရှုံးသွားတယ်လို့သူတို့ဆိုလို့တယ်သူတို့ရဲ့အယူဆအရဓမ္မလုံးဘဝရှိတယ်ဆိုတာလက်မခံဘူးကံကံအေးကျိုးဆိုတာလက်မခံဘူးဘာသာတရားထွန်းကားတဲ့နေရာမှာတောင်အဲ့လိုပုဂ္ဂိုလ်တွေရှိတယ်လေရှိတယ်အဲ့ဒီဟာတွေတဲ့ခွင့်ရဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်တွေတို့သူတို့ဆိုလို့တယ်တရားကျင့်မှုဆိုတာစိတ်တော်မပါဘူးအခွင့်အရေးကြီးတော့ရှိတယ်အသုံးမချဘူးအဲ့ပုဂ္ဂိုလ်တွေကစိတ်မဝင်စားဘူးအဲ့ဒါမှထည့်သွင်းလိုက်လို့ရှိရင်အစ္ဆန္တိကဘုန်းကြီးတို့တွေတန်တရားကလွတ်ဖို့နိဗ္ဗာန်ရဖို့ရှင်းရှင်းစိတ်မရှိဘူးဆိုရင်လည်းပဲဒီခွင့်ရဆုံးရှုံးတဲ့ပုဂ္ဂိုလ်တွေမှာပါတယ်တရားဥတရားမြတ်ရဖို့မဖြစ်နိုင်စိတ်ဆန္ဒရှိမှဖြစ်နိုင်တယ်ပေါ့ဒါကြောင့်မို့ဒီထဲမှာခွင့်ရဆုံးရှုံးတဲ့ပုဂ္ဂိုလ်မျိုးတွေမှာပါသွားနိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဖျားပွင့်လို့တရားဟောပြီးဖျားနဲ့အနိကဆုံးဒေသမှာလူဖြစ်ပါတော့လေပဲသူဟာအတိညာဉ်ကဲမဲ့ပြီးဆွမ်းအားနာမကြဘဝရောက်တယ်လူထဲမှာလည်းပဲဉာဏ်ရည်မမီတဲ့ပုဂ္ဂိုလ်တွေရှိတယ်လေနော်လူတော့ဖြစ်ပါရဲ့အော်တီဇမ်တို့ဘာတို့ဒါမျိုးတွေဖြစ်နေဆွမ်းအားနာမကြဖြစ်နေအဲ့ဒီပုဂ္ဂိုလ်ဟာလည်းပဲဆုံးရှုံးခြင်းတစ်ခုပဲကောင်းတဲ့စကားလားမကောင်းတဲ့စကားလားစကားရဲ့အသေးပဲတောင်မှပဲသိနိုင်စွာမရှိဘူးအဲ့ဒါလို့သိနိုင်စွာမရှိအောင်ထုံထိုင်းတဲ့ပုဂ္ဂိုလ်မျိုးဖြစ်နေတယ်ဆိုရင်လေဖះပွင့်တာတရားဟောတာသူတွေဘာမှသုံးမကြဘူးဥပမာဘာနဲ့တူလို့ဆိုမျက်စိကန်းနေတဲ့ပုဂ္ဂိုလ်တယောက်ဟာအလင်းရောက်ဟာအဖို့မှမတန်မျက်စိရှိတဲ့ပုဂ္ဂိုလ်ကအလင်းရောက်ကတန်မိုးရှိတာလေသူ့ဘဝတော့လျှက်စစ်မိလားမလားဘာမှမတူမမြင်ရဘူးဟောမျက်စိနှလုံးကွဲနေတဲ့ပုဂ္ဂိုလ်ကမိလားခြင်းမလားခြင်းသူ့မှာဘာမှအကျိုးရှိမှာမဟုတ်အလင်းရောက်တဲ့သူကဘာမှသုံးချနိုင်မှာမဟုတ်ဘူးလေအဲ့ဒါမျိုးဖြစ်နေဒါလည်းဆုံးရှုံးမှုတစ်ခုပဲလို့ဆိုလို့တယ်နောက်တစ်ခုကတော့ဒီလူကတော့ဘဝမှာလူရင်ကြီးအတိုင်းဝိုင်းထဲမှာလူဖြစ်တယ်လူရင်ကြီးအတိုင်းဝိုင်းထဲမှာလူဖြစ်တယ်အသိဉာဏ်တွေထက်မြက်တယ်အိုင်ကျူမြင့်တယ်ဤကျူမြင့်တယ်လူထဲမှာထက်ထက်မြက်မြက်ရှိတယ်အဲ့လိုရှိတော့လည်းပဲဖះမပွင့်ဘူးတရားလည်းမဟောဘူးဆိုရင်သူဘယ်လိုလုပ်ပြီးတော့နိဗ္ဗာန်အကြောင်းတရားကိုလုပ်လို့ရမှာမသိဘူးလက်လှမ်းမမီတော့အဲ့ဒီပုဂ္ဂိုလ်လည်းဆုံးရှုံးမှုပဲလို့သူတို့ဆိုလို့တယ်သူကြတော့အရရဲ့အပြစ်မဟုတ်သူအခွင့်အရေးရှိရတဲ့အခွင့်အရေးမရခေါ်မဲ့သူမရှိဘူးတရားမထွန်းကားဘူးသူရဲ့အသိဉာဏ်တွေရှိနေတော့လည်းပဲမြတ်စွာဘုရားဟောတဲ့တရားကိုသူဟာမကြားနာရဘူးသူတို့ဆိုလို့တယ်ပေါ့နော်ဖះမပွင့်တာဖះမပွင့်လို့ရှိရင်မြတ်စွာဘုရားဟောတဲ့တရားမျိုးဆိုတဲ့အသိပညာမထွန်းကားဘူးလို့ဆိုပါစို့ခုခေတ်တောင်မှကြည့်ပါလားIT ပညာရည်မထွန်းကားခင်နဲ့အခုထွန်းကားတဲ့ခင်မကွာပြီဘူးလားဒါလောကီတောင်မှပဲဟိုရင်တော့တယ်လီဖုန်းဆက်ဖို့ဆိုတာကျိုးဖုန်းလေးကိုဝေးကြီးသွားရှာပြီးတော့ဆက်ရတယ်လေလှည့်လျရတာပတ်လေးတော့အခုတဲ့လူတိုင်းဖုန်းကိုစီနဲ့ဆက်သွယ်ရေးဘလောက်ကောင်းလဲတော့ဟိုဗမာပြည်မှာဖုန်းမရှိခင်ကအခြေအနေမျိုးကိုကြည့်လိုက်ဖုန်းရှိတယ်ဘာမှမကြသေးဘူးနော်ဖုန်းတို့တက်တာမှာအဲ့ဒီအတွင်းမှာဖုန်းမရှိတဲ့ဘဝလည်းနေကြရတယ်ကျိုးဖုန်းရှိတဲ့ဘဝလည်းနေကြရတယ်အခုကဆက်သွယ်ရေးကောင်းလာတဲ့အခြေအနေမျိုးလည်းတွေ့ရတယ်နိုင်ရှင်သာကြည့်ပြီးတော့အများကြီးကွာခြားတယ်လေအဲ့တော့လောကမှာပညာရတစ်ခုနဲ့အသုံးဆောင်ပစ္စည်းတွေဆိုတာတစ်ခေတ်နဲ့တစ်ခေတ်တူမှမတူတာကွဲပြားခြားနာတာ
တော့ IT နည်းပညာတွေမထွန်းကားခင်ခေတ်ကပုံစံမျိုးဟာဒါစိတ်ကူးရင်ပဲဖြစ်တော့မှာငယ်တော့ကြားဘူးတယ်ဖုံးပြောတာတယောက်မျက်နှာကြည့်ပြီးပြောလို့ရတယ်လို့ကြားဘူးယုံကြားဘူးတာအဲ့ဒါပေါ်နေပြီဗမာပြည်မရောက်သေးဘူးခဏခေတ်တော့ကိုယ်ကိုယ်တိုင်ပြောလို့ရတယ်နော်ကိုယ်ကိုယ်တိုင်ဗီဒီယိုကောနဲ့ခေါ်လို့ရနေပြီနိခဏခေတ်ကြတာဟိုတော့ကတော့စိတ်ကူးရင်လည်းလို့ပဲထင်ရတာအဲ့တော့ခေတ်စားလို့ပညာရတွေကလည်းတိုးတက်လာတာအဲ့တော့လောကမှာအခွင့်အရေးဆိုတာရှားတာရှိတယ်ဆုံးရှုံးတာရှိတယ်ဆုံးရှုံးနေဘာမှလုပ်လို့မရဘူးဒါတရားဘက်ကပြောတာအခုပြောတဲ့ဟာတွေကတရားဘက်ကပြောတာတခြားဘက်ကလည်းဆုံးရှုံးနေတာတွေအများကြီးပဲဆုံးရှုံးမှုတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့လိုက်ကြည့်လိုက်မယ်ဆိုရင်ဖះပွက်နေတဲ့အချိန်မှာဆုံးရှုံးတဲ့လူက9ယောက်ရှိတယ်ဖះပွက်နေတဲ့အချိန်မှာငရဲကြနေတာတိငရဲကြနေတယ်နှစ်တရိษံဖြစ်နေတယ်3ပြိတ္တာဖြစ်နေတယ်4တတန်းရှိတဲ့သက်မဲ့ယုံမဲ့ဖြစ်မှာဖြစ်နေတယ်5တောအုံချုံကြလူသူမရောက်တဲ့အထိတာမှာလူရိုင်းမျိုးဖြစ်နေတယ်6မိစ္ဆာဒိဋ္ဌိအတွေးအခေါ်တွေဝင်နေတယ်ခေါ်အသိဉာဏ်ကင်းမဲ့သူဖြစ်နေတယ်အဲ့ဒါဘုရားပွင့်နေတဲ့အချိန်မှာဘုရားပွင့်ရဲ့တန်နဲ့ဒီအခွင့်အရေးမသုံးနိုင်တဲ့ပုဂ္ဂိုလ်တွေဒီအခွင့်အရေးသုံးချလို့မရတဲ့ပုဂ္ဂိုလ်9ယောက်ဘုရားမပွင့်လို့အခွင့်အရေးဆုံးရှုံးတာက1ယောက်အဲ့တော့ဆုံးရှုံးတာရဲ့တော့တူတူပဲဒီပုဂ္ဂိုလ်10ယောက်အဲ့ဒါကိုပဲရပ်ပြစ်10ပါရှမ်းသမျိုး5ပါဝိပဿနာတရား4ပါဆိုပြီးတော့ဆုတောင်းနေကြဩဃတာတွေမှာထဲဆုတောင်းတာအဲ့တော့ခွင့်ရတစ်ခုရှားဖို့ဆိုတာဓမ္မခဲနေတာပေါ့နော်အခွင့်အရေးနဲ့အလုပ်ကိစ္စအဝင်ခွင့်ချဖြစ်ပါမှအကျိုးကိစ္စတစ်ခုဖြစ်နိုင်တယ်နှုတ်ဆိုမဖြစ်နိုင်ဘူးတဲ့ဒါကိုဆိုလို့လေနော်အဲ့တော့အခွင့်အရေးဆိုတာဘာလဲအလုံးအကြောင်းတရားတွေညီညွတ်တဲ့အခါမှာဒါအခွင့်အရေးအပြည့်အဝရတယ်ဆိုပါစို့ကိုကအယောင်ဝယ်စီဝါရေးလုပ်ချင်တယ်ဆိုရင်ရောင်းရေးဝယ်တာကောင်းတဲ့ထိတာမှာနေတယ်အယောင်ဝယ်ဖြစ်ထွန်းတဲ့နေရာမှာနေတယ်ကိုကြီးတနထောက်ပံ့မဲ့ပုဂ္ဂိုလ်တွေရှိတယ်နော်ကိုဝယ်မဲ့ပုဂ္ဂိုလ်တွေရှိတယ်ဆိုတော့အခွင့်အရေးတွေပဲလေခွင့်ရေးစိုက်ပျိုးရေးလုပ်ချင်တယ်ဆိုရင်ရှေးကောင်းမြေကောင်းရှိတယ်မိုးလေဝသကောင်းတယ်ဒါအခွင့်အရေးတွေပဲဒီတဲ့တခုချို့တဲ့တော့လို့မရအခွင့်အရေးဆိုတာမျိုးမျိုးရှိတယ်ပေါ့နော်ကိုလို့ချင်းလူကပညာသင်ခြင်းနဲ့ကိုနေတဲ့နေရာမှာတက္ကသိုလ်မရှိဘူးကျောင်းမရှိဘူးဘုရားအောင်ဆန်းထုတ်ပတ်တိကြည့်လိုက်မယ်ဆိုရင်နတ်မောက်သားသူကနတ်မောက်မှာကအစင်းမြင့်တဲ့ကျောင်းမရှိဘူးမရှိတဲ့ကရေနံကျောင်းသွားပြီးကျောင်းနေရတယ်လို့ကြားဘူးအဲ့ဒါပေါ့အခွင့်အရေးဆိုတာအများကြီးရှိတာမဟုတ်ဘူးဆိုတာနော်တကယ်လို့မရှိတဲ့နေရာတကယ်လို့ပညာဘယ်လိုလုပ်ရမရနိုင်အဲ့လိုဆိုလို့ရပေါ့နော်အဲ့တော့အခွင့်အရေးဆိုတာအကြောင်းအကျိုးညီညွတ်ပြီးရလာတဲ့အခွင့်အရေးဆိုတာပါလေတန်တရားဥက္ကလွတ်ဖို့အတွက်အကောင်းဆုံးအခွင့်အရေးပါလေလောကမှာဖျားပွင့်တာဟာတခုဖ
ဖះပွင့်ယုံပွင့်ပြီးတရားမဟောဘူးဆိုရင်ရမှာမဟုတ်ဘူးဖះပွင့်နေတရားဟောတယ်နော်အေးရဖះပွင့်နေတရားဟောတယ်သူကလည်းအသိဉာဏ်ရှိတယ်ဖះပွင့်တဲ့ဒေသမှာလူဖြစ်တယ်အသိဉာဏ်ရှိတယ်အဲ့ဒါလောက်စုံစည်းမိရင်ကိုပဲနိဗ္ဗာန်ရောက်တရားဉာဏ်ခွင့်ရသွားပြီအဲ့ဒီတုတ်တံမှာဒီလိုအခွင့်အရေးတွေနဲ့ပတ်သက်ပြီးတော့ရှင်းလင်းဟောကြားထားတာဖြစ်တယ်။ဒါကြောင့်မို့အခွင့်အရေးနဲ့အလုပ်ကိစ္စအခွင့်အရေးရှိမှအလုပ်ကိစ္စဆိုအလုပ်လို့ရတယ်ဆိုတာကိုမှတ်သားပြီးတော့ရသော်ဗျာဆက်ပြီးတော့ဒီတုတ်တံမှာဟောထားတာလေးကဘာလို့ဆိုလူဘဝလည်းရတယ်ရသော်ဗျာဟောတဲ့တရားလည်းတရားဓမ္မလည်းထွန်းကားနေတယ်ဈာနာခွင့်ရနေတယ်အဲ့ဒီအချိန်မှာကိုယ်ကလည်းလူဘဝအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တရားလည်းနာလို့ရနေတယ်အဲ့ဒီအချိန်လေးတောင်မှပဲဒါအခွင့်ကောင်းမှလားလို့မသိပဲနဲ့အချိန်ဖြုံးလိုက်လို့ကုန်လွန်သွားတဲ့ပုဂ္ဂိုလ်ရှိသေးတယ်နော်ခွင့်ကောင်းကြုံပြီမဲ့လို့ကြုံနိုင်ရလားမရဘူးအဲ့လိုခွင့်ကောင်းနဲ့ကြုံပြီးလက်လွတ်ဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိသေးတယ်သူတို့ဆိုလို့တယ်အဲ့ဒါကြောင့်ခွင့်ရေးဆုံးရှုံးမှုတွေအမှန်တမ်းများတယ်တဲ့လောကမှာဖះဆိုတာတကယ်ကိုအခါတရံမှသာပွင့်တာမပွင့်တဲ့အချိန်ကအလွန်များတယ်ဒါစဉ်းစားကြည့်ပြီးတော့သူတွေဟာခုချိန်မှာဖះပွင့်တဲ့ခေတ်ခါနဲ့ကြုံနေတယ်ဖះတရားတော်တွေကိုဈာနာခွင့်ရနေတဲ့အချိန်ရှိတယ်အဲ့တော့ဈာနာခွင့်ရနေကြတယ်ထို့ပါလို့တင်တယ်လေဒီတရားတွေမှာလာတဲ့အတိုင်းဒီကျင့်စဉ်တွေကိုတို့တွေရှင်းတဲ့ကြည်ကြံကြုတ်ကိုအထောက်တင်တယ်လို့ပဲဆုံးဖြတ်ရမှာဖြစ်တယ်အဲ့ဒါမလို့ရင်လည်းရဝိဒအခွင့်အရေးဆုံးတော့အောင်ပါပဲနော်ဆုံးတော့အောင်ပါပဲဒါကြောင့်ကိုအားပေးမယ်ဆိုလို့ရှိရင်တော့အဲ့ဒါကြောင့်ကိုတတိထားမှာတော့တရားတော်မှာသိဖို့အတွက်အခွင့်အလမ်းကိုမဆုံးရှုံးစေဖို့လိုအပ်တယ်အခွင့်ဆိုတာဟာထာဝရရှိနေမှာမဟုတ်ဘူးကျော်လွန်သွားနိုင်သေးတယ်အခွင့်အလမ်းကုန်သွားပြီးတော့မှဒုက္ခရောက်ပြီဆိုတဲ့အချိန်မှာလူတွေကဆိုရင်တော့ကလေးဖြစ်ကြတယ်များသောအားဖြင့်လူဘဝမှာဝိចេတနာလည်းပြည့်စုံတယ်အသိဉာဏ်လည်းရှိတယ်သို့တော့ပြောသလိုနေပြီးတော့မကောင်းမှုဒုစရိုက်တွေနဲ့ချိန်ကုန်ပြီးလူဘဝမှာလူဘဝကသိဆုံးသွားလို့ငရဲရောက်ပြီဆိုတဲ့အခါမှာလူတွေကပြန်ပြီးတော့တန်းတကြတယ်ငါတို့အချိန်လေးတကားကုန်ခဲ့တယ်ပတ်စံတွေလည်းရှိတယ်တို့ဟာကုသိုလ်ကောင်းမှုမလုပ်ခဲ့ဘူးခုတို့ဒုက္ခတွေရောက်နေပြီလို့အဲ့အချိန်မှာတောကပြန်ဖြစ်တာသာစကြူမျိုးကစီးတဲ့အတော်ကြီး၄ယောက်စီးတဲ့ကအတော်ကြီး၄ယောက်လူဘဝမှာစီပါဥစ္စာရှာကြတယ်သူတို့မသုံးရမဆွဲရကုတ်ချစ်ပြီးတော့စီပါရှာကြတာစီပါရှာဖို့ပဲသူတို့ကြိုးစားတယ်တခြားလူရည်တန်းရေးဘာမှစိတ်ကူးမရှိဘူးသူတို့စီဝါရှာဖို့ပဲကြိုးစားဘဝဆိုတာထာဝရနေရတဲ့နေရာမဟုတ်ဘူးလေအချိန်တန်တော့အချိန်တန်နဲ့ဆိုတာကိုယ်အချိန်နဲ့ကိုယ်ပဲဒီနေ့ကျတော့ကိုလက်ရှိဘဝကနေထွက်ခွာကြရတဲ့အနေအထားမျိုးတွေရှိတယ်အဲ့ဒီလိုလူဘဝမှာစီးပွားဥစ္စာပဲရှာပြီးတော့ဘာကုသိုလ်မှမလုပ်ဖ ೇನೆ အချိန်တန်တော့ထွက်ခွာသွားရတဲ့အခါမှာပစ္စည်းဥစ္စာတွေကိုဆွဲလန်းပြီးတော့သာစကြိုမျိုးမှာပြိတ္တာမကြီးတွေဖြစ်နေတယ်တဲ့နော်ပြိတ္တာမကြီးတွေဖြစ်တော့သူတို့ကတော့သိနေတာသူတို့ဘဝကိုရှူချုံမရပြန်ပြီးတော့ပြောကြတယ်သူတို့ပြောတာလေးကလည်းအမတ္တမခြေကွဲစရာကောင်းတယ်နော်
မယံဘောဂီတန်ဟရိမတမေနဝိတမေနစာငါတို့ကတော့တရားတဲ့နီးရောမတရားတဲ့နီးရောစီဝဥစ္စာရအောင်ရှာခဲ့ကြတယ်ပင်ပန်းခံပြီးတော့ငါတို့ဟာစီဝရအောင်ရှာကြတယ်တေအင်းကြီးပြိပုံစံဒီငါတို့ရှာထားတဲ့ငွေကြေးတွေပစ္စည်းဥစ္စာတွေကိုကျန်တဲ့လူတွေကအသုံးချပြီးတော့ပျော်ပျော်ပါပါနေကြတယ်ငါတို့ကြတော့ဒုက္ခပဲဒီဘဝမှာငါတို့ကတော့ဒုက္ခခံနေရတယ်ရှာခဲ့တဲ့ရက်လက်ကသူတို့လည်းမသုံးရဘူးနော်သူတို့ရှာထားတဲ့ပစ္စည်းကိုသူတို့ရဲ့မျိုးဆက်တွေကနေသုံးပြုနေကြတယ်သူတို့ကြတော့ရှားလိုက်ကပါတော့ဆိုဒုက္ခပြိတ္တာဘဝရောက်သွားတဲ့ဒုက္ခပဲရတယ်ဒါတောကဖြစ်တာအဲ့လိုဖြစ်တာနော်ရှားနေတော့သိမစင်စားမိဘူးပေါ့အာကျုံမတဲ့ရှားကြပြုကြမသိခြင်းနဲ့ယုတ်တည်းဆုံးသွားတဲ့အခါကျတော့မကောင်းတဲ့ဘဝရောက်သွားရှောင်းတော့ပြန်ကြည့်တယ်ငါတို့တော့ရှားလိုက်ရတာအနိဗ္ဗာန်အညာခုငါတို့ရှားထားတဲ့မြန်သူတို့သုံးနေကြတယ်တေအင်းကြီးပြိပုံစံတည်တယ်ခြားလူတွေသုံးပြုနေမယံဒုက္ခတပ္ပကိနေတယ်ငါတို့ရလိုက်တာတော့ဒုက္ခပဲဘလောက်ချီကွဲစရာကောင်းလဲစဉ်းစားကြည့်နော်လောကလူတွေကအဲ့တိုင်ပါပဲအများစုကအဲ့လိုဖြစ်တယ်ကိုရှာတာကိုသုံးမသွားလို့ရှိရင်ကိုရလိုက်တာဒုက္ခသာဖြစ်တယ်ကိုအဲ့ဒါတွေကစဉ်းစားရမှာလို့သူပြောတာအဲ့ဒါတွေမစဉ်းစားဘူးဆိုလို့ရှိရင်အဖြေမထုတ်နိုင်မှာမဟုတ်ဘူးဒါကြောင့်မို့ဒီအချိန်လွန်သွားမှဆုံးရှုံးသွားမှတောကဖြစ်မဲ့အစားအချိန်ရှိတဲ့ခိုင်လေးမှာကြိုးစားအထုတ်တင်နေတဲ့အမြတ်ရအောင်ကြိုးစားအထုတ်ရမယ်သူဆိုလို့လေနော်မလုံးမိတဲ့အမှားတွေကလောကမှာလုံးမိတဲ့အမှားတွေရှိတယ်လို့မလုံးမိတဲ့အမှားတွေလည်းရှိတယ်ခေါင်းကပြိတ္တမှာရေးတယ်မလုံးမိတဲ့အမှားလှူရမယ်တန်ရမယ်ဆိုတာမလုံးမိတဲ့အမှားအဲ့ဒီအမှားကိုခံနေကြရတယ်လို့ဆိုလို့လေအဲ့ဒါဘာကြောင့်လို့ဆိုအဝိဇ္ဇာနိဟုတော်ပေါ်တော်အမှန်မသိခြင်းကကိုယ်လာပြီးတော့ပိတ်ဆို့ထားတယ်အဝိဇ္ဇာဆိုတဲ့မောဟကပိတ်ဆို့ထားသည့်အတွက်ကြောင့်အမှန်မသိတော့ဘူးသူဘယ်ဟာလုံးတဲ့နဲ့ဘယ်ဟာမလုံးတဲ့ဘူးဆိုတာမမြင်ဘူးမျက်စိပိတ်ခံထားတယ်အဲ့ဒါကြောင့်ဝိညာဉ်နာခြင်းဆိုတဲ့တန်တရားထဲမှာကြုံကြပြီးတော့ဆင်းရဲဒုက္ခနဲ့ကြုံတွေ့နေရတယ်တဲ့ဒါကြောင့်မို့တတိပေးလိုက်တဲ့အခါတော့ဘာလို့ဆိုရင်သန္တနာတော်ရှိနေတဲ့အခိုက်လူဝရလာတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားကဘာလို့လို့အလုံးတဲ့တယ်လို့ဆုံးမဩဝါဒပေးထားတာကိုဘုရားရဲ့စကားအတိုင်းဆုံးမစကားအတိုင်းလိုက်လာပြီးတော့ကျင့်တဲ့နဲ့ကျင့်ရမှာဖြစ်တယ်အဲ့ဒီလိုကျင့်ပြီးတော့မြတ်စွာဘုရားဟောကြားတဲ့ဆုံးမတဲ့အတိုင်းကိုယ်ချင်းတရားကောင်းမအောင်ကျင့်ကြံကြိုးကိုအထောက်ကြမယ်ဆိုလို့ရှိရင်သူတို့ရလိုက်တဲ့ခဏလေးကအမှန်တမိုးရှိတဲ့ခဏဖြစ်သွားတယ်အကျိုးအမြတ်တွေအများကြီးရသွားတယ်ဥပမာဆိုပါတော့ကိုရှာဝေထားတဲ့ပစ္စည်းတွေကအကောင်းဆုံးရလက်ကိုတမိုးရှိတာကိုရအောင်ယူချင်ရင်ဌာနကောင်းမှုလုပ်တယ်။ဘာလို့ဌာနကောင်းမှုကသာကိုယ့်အတွက်ဒီကုသိုလ်စေတနာအတာကိုယ့်အတွက်မှာအကျိုးပေးမှာကိုဒီပစ္စည်းဥစ္စာဆိုတာတည်သွားလို့မရဘူးတဲ့။နောက်ဘဝကိုယူသွားလို့မှမရတာ။ကိုယ်ခန္ဓာကိုယ်ကြီးတော့ယူသွားလို့မရဘူး။အဲ့တော့ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့ဟာကိုဒါနကောင်းမှုလုပ်ရမယ်ဒါနကောင်းမှုဆိုတာအလူကြီးပေးတာဒီလိုကြီးလည်းမထင်နဲ့ကိုယ်နဲ့ပတ်ဝန်းကျင်မှာကိုယ့်အမေကိုကြွေးတယ်ကိုယ့်အဖေကိုကြွေးတယ်ကိုယ့်မိသားစုကောင်းမွန်ထားတယ်ကြွေးတယ်မွေးဒါဌာနကောင်းမှုတွေပဲလေ
အိနိနာချင်းနေကျွေးတယ်မိတ်ဆွေသင်္ကာတွေကျွေးတယ်ဒါလည်းဒါနကောင်းမှုတွေပဲဘာပဲလူတန်းကျွေးမွေးဟိုလိုလူကြီးလုံးမှဒါနကောင်းမှုမဟုတ်ဘူးလို့လို့ရတယ်နောက်ဆုံးဝင်မြတ်စွာဘုရားဟောထားတာကိုစားတဲ့ထမင်းညာဟင်းညာလေးတောင်တိရစ္ဆာန်လေးတွေစားကြပါစေဆိုတဲ့ intention ရည်ရွယ်ချက်နဲ့ထမင်းညာဟင်းညာလေးတွေကိုစွန့်ပြစ်ရင်တောင်မှပဲအဲ့ဒီကုသိုလ်ရဲ့အကျိုးကကိုယ်စီရောက်တယ်လို့ပြောထားတာဗျာဒါနောက်ဆုံးနော်အညံ့ဆုံးလို့ပြောတာအဲ့ဒါတော့ကိုယ်စီရောက်လာမယ်လို့ပြောတာအဲ့တော့မိတ်ဆွေတွေကော်ဖီလေးတစ်ခွက်တိုက်တာလို့ထမင်းလေးတနက်ကျွေးတာဒါတွေပဲဒါနာတွေပဲအကုန်လုံးကအဲ့ဒီကတော့အရက်တော့မတိုက်နဲ့ပေါ့ရက်တိုက်တာသူ့ကိုဖြက်စီရရောက်သွားတယ်နော်မဟုတ်တဲ့ဘက်ကိုအားပေးတဲ့ဒါနမျိုးတော့မလုပ်ကောင်းဘူးကုသိုလ်လို့ထင်ရပေမဲ့လို့တစ်ဖက်သားအကျိုးပျက်စီးသွားတဲ့ဟာမျိုးကြရင်တော့ဒါနလို့မခေါ်ဘူးသူကနော်သူ့အတွက်အကျိုးရှိစီကိုယ်စိတ်ကလည်းပဲမွန်မြတ်တဲ့စိတ်ဓာတ်ရှိရမေတ္တာစေတနာနဲ့ကြွေးတာမွေးတာလှူတာဒါနအကုန်လုံးဒါနအဲ့ဒါကိုရထားတဲ့ပစ္စည်းတွေကအနှစ်သို့မဟုတ်တန်ဖိုးပစ္စည်းဥစ္စာတွေကတန်ဖိုးကိုရယူခြင်းလို့ရှိရင်ဒါနကောင်းမှုလို့ကိုယ်ခန္ဓာကိုယ်ခြေလက်အင်္ဂါတွေကတန်ဖိုးကိုရခြင်းဘာလို့အောင်ကိုယ်ရကြည့်တဲ့ပုဂ္ဂိုလ်ခါရောပြုနော်ကိုယ်ကြည့်တဲ့ပုဂ္ဂိုလ်တွေကိုခါရောပြုတယ်ယူသေးတယ်လေးစားတယ်လက်ဟုတ်ချီတယ်ရှိခိုးတယ်အဲ့ဒါဝိယဝိစာတွေလှုပ်ပေးတယ်ဟောဖိုးကြီးမေကြီးတွေလမ်းမလျှောက်နိုင်တွဲပြီးတော့ပို့ပေးတယ်ပုဂ္ဂိုလ်မရွေးဝိယဝိစာလှုပ်ပေးတယ်အဲ့ဒါတွေကကိုယ်ခန္ဓာကိုယ်အရင်ပြုပြီးတော့ရလိုက်တဲ့ကုသိုလ်ပဲနောက်တစ်ခါကိုယ်ခန္ဓာကိုယ်အရင်ပြုပြီးတော့လုပ်တာကိုချင်းသီလထိမ့်သိမ်းဆောင်ရှောက်တယ်ဥပုသ်တရင်ဆောင်ရှောက်တယ်ဥပုသ်သီလဥပုသ်ဆောင်တယ်ဒါတွေဟာကိုယ်ခန္ဓာကိုယ်အရင်နှီးပြုပြီးတော့ရတဲ့တန်ဖိုးတွေပဲဖြစ်တယ်အသက်ရှင်နေတဲ့ဘဝမှာရနိုင်တဲ့တန်ဖိုးကတော့လောကကြီးဟာဘယ်ရမှမမြဲဘူးအလုံးဟာတခဏသာဖြစ်တယ်ထာဝရဆိုတာမရှိဘူးလို့တချိန်ကျရင်လောကကြီးကအလုံးထွက်ခွာသွားမယ်ဆိုတဲ့ဒီအသိစိတ်တဲ့လေဝိပဿနာတရားပွားများအထောက်တာကတော့အသက်ရှင်နေတာရဲ့တန်ဖိုးလို့ပြောတာအသက်ရှင်နေတဲ့အချိန်မှာတန်ဖိုးရအောင်ယူဖို့ရတော့မမြဲဘူးဆိုတာကိုသိဖို့လိုတယ်ဘာလို့လဲဆိုအသက်မရှိတော့ဘူးဆိုရင်ဒီတန်ဖိုးမရနိုင်ဘူးတော့လေဒါကြောင့်အသက်ထင်ရှားရှိနေတော့တန်ဖိုးရအောင်ယူပါလို့ဒီလိုပြောတာနော်ဒါကြောင့်အခုလိုခွင့်ရေးကောင်းရရှိနေတဲ့အချိန်မှာမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးကြရမယ်တဲ့ဟောထားတဲ့အတိုင်းလိုက်နာကျင့်သုံးပြီးကိုယ်ရင်ထဲကကိလေသာတွေမပယ်ရသေးတဲ့အနုတ္တယဆိုမပယ်ရသေးတဲ့ကိလေသာကိုပြောတာနော်သို့တော့အနုတ္တယ9ပါးဆိုတသက်ဟောတာကိလေသာအလုံးကိုအနုတ္တယလို့တော့မပြောဘူးဒါကတော့မြတ်စွာဘုရားရဲ့ရှိရတဲ့နဲ့ဟောတာပေါ့ဆိုလိုတာကမပယ်ရသေးတာမှန်သမျှမပယ်ရသေးတဲ့ကိလေသာကိုအနုတ္တယလို့ခေါ်တာအနုရူပံကာရဏလဘိတောဥပ္ပစ္စတိတင်းရတဲ့အကြောင်းတစ်ခုဖြစ်ပေါ်လာမယ်ဆိုရင်သူကဖြစ်ပေါ်လာတတ်တယ်အကြောင်းပေါင်းတစ်ခုပေါင်းလိုက်လို့ရှိရင်ဖြစ်လာနိုင်တဲ့အနေအထား possibility potentiality လို့ပြောတာအနုတ္တယဆိုတာအကောင်ထဲဖြစ်နေတာမဟုတ်ဘူးသို့တော့နောက်ထပ်အကြောင်းတစ်ခုပေါင်းလိုက်ရင်ဖြစ်လာတာဖြစ်လာနိုင်ခြေရှိတာကိုအနုတ္တယဥပမာပဲအခုခေတ်ပြောတဲ့တက္ကနဲ့ပြန် positive ပေါ့ positive က activate မဖြစ်သေးဘူးလေ positive ရှိတာပဲကိလေသာ positive ဖြစ်နေသို့တော့ဒါဖြစ်ပေါ်လာဖို့လှုပ်ရှားထကြွလာဖို့နောက်ထပ်အကြောင်းတစ်ခုထည့်လိုက်ရင်လှုပ်ရှားထကြတယ်
gas မီးချစ်ဖူးလေးကိုနောက်တဲ့အခါဖိပြီးတော့ချက်လိုက်တာနဲ့မီးတောက်ကလေးကဖြစ်လာတယ်သို့တော့အဲ့ဒီမီးတောက်ကလေးက gas မီးချစ်ထဲမှာရှိနေလာတာဆိုမရှိဘူးအဲ့ဒါမျိုးအနုတ္တယလို့ခေါ်တာအနုတ္တယစင်စမဲ့ပြန်ကိန်းနေတာအဲ့ဒါကြောင့်မပယ်ရသေးတဲ့ကိလေသာလို့ဒီလိုပြောတာနော်ကိုယ်ရင်ထဲမှာရှိနေမပယ်ရသေးတဲ့ကိလေသာဒီအကြောင်းတစ်စုံတစ်ခုရှိလာလို့ရှိရင်ပေါ်လာမှာပဲသူက positive ဖြစ်နေတာကိုအဲ့လိုဆိုလို့လေနော်အနုတ္တယအဲ့ဒီအနုတ္တယပါမကြံရအောင်ဖယ်ရှားပြစ်လိုက်ရမယ်လို့ဆိုလို့လေဖယ်ရှားပြစ်နိုင်အောင်ကြိုးစားအထောက်ရမယ်အဲ့လိုဖယ်ရှားပြစ်လိုက်တယ်ဆိုရင်တန်တရားရဲ့တစ်ဖက်ကန်းဒါတော့တင်စားပြောတာပါဟိုဘက်ကန်းဆိုတာပါရင်ကတဟိုဘက်ကန်းရောက်တယ်ဆိုတင်စားပြောတာဒီဘက်ကန်းကအန္တရာယ်တွေများတယ်ဟိုဘက်ကန်းကျတော့ဒီအန္တရာယ်တွေမရှိဘူးဆိုနိဗ္ဗာန်ကိုဟိုဘက်ကန်းတန်တရားကဒီဘက်ကန်းဒါတော့ပေါ့တင်စားပြောတဲ့အရာလားဖြစ်တယ်တော့ရှင်းရှင်းပြောမယ်ဆိုရင်ခန္ဓာရှိနေရင်တန်တရားပဲခန္ဓာတွေဆက်ဆက်ဖြစ်နေတာတန်တရားခန္ဓာမဖြစ်တာကနိဗ္ဗာန်ပဲဒါပြင်ခန္ဓာမဖြစ်တာခန္ဓာဖြစ်တာကဘာကြောင့်ဖြစ်တာလဲဆိုရင်ကိရိတာနဲ့ကံကြောင့်ဖြစ်တာအဲ့တော့ခန္ဓာမဖြစ်ချင်လို့ရှိရင်ကိရိတာနဲ့ကံပဲဖယ်ရှားမှာဖြစ်တယ်ကိရိတာတွေကိုဖယ်ရှားလိုက်ရင်ကံတွေအကျုံးပေးတော့ကြံမပေးရင်ခန္ဓာဆိုမရတော့အဲကြောင့်တရားကျင့်နေဆိုကိရိတာဖယ်ရှားဖို့ကျင့်ရတာပဲဖြစ်တယ်ကိရိတာကိုဖယ်လိုက်ခြင်းအပြင်ကံတရားတွေကအကျိုးမပေးတော့ဘူးခန္ဓာဒီလုံးဝမဖြစ်တော့ဘူးဆိုရင်ဒါနိဗ္ဗာန်ပဲတို့ဆိုလို့တယ်ပေါ့နော်အဲဒါကြောင့်မို့နေရာဌာနနဲ့ပြောတဲ့အခါကျတန်တရားကဒီဘက်ကံနိဗ္ဗာန်ဆိုတာဟိုဘက်ကံလို့ဒါတင်စားပြီးတော့ပြောတဲ့စကားလို့တို့မှခန္ဓာရှိနေတာတန်တရားခန္ဓာမရှိတော့တာနိဗ္ဗာန်အဲ့လိုလည်းပြောလို့ရတယ်ဥပ္ပါဒောဒုက္ခအနုပ္ပါဒောဒုက္ခဥပ္ပါဒောခန္ဓာ၅ပါးဖြစ်ပေါ်နေခြင်းဟာဒုက္ခဒုက္ခပဲဘာလို့ဆိုဖြစ်လာလို့ရှိရင်အိုရမယ်နာရမယ်သိရမယ်အနုပ္ပါဒောခန္ဓာမဖြစ်တာကဒုက္ခချမ်းသာမဖြစ်မှပဲချမ်းသာမှာဖြစ်ရင်တော့အိုခြင်းနာခြင်းသိခြင်းမလို့ဘူးဒီလိုဆိုလိုတာပေါ့နော်အဲကြောင့်မဖြစ်အောင်ကဘာလို့အောင်လဲဘာကြောင့်ဖြစ်တာတော့ဆိုတာကိုကြည့်ပြီးဖြစ်နိုင်တဲ့အကြောင်းတရားတွေကိုရှင်းပြတာဘာနဲ့ရှင်းတာတော့မက်ကအကျင့်ကိုကျင့်ပြီးတော့မက်ကိရှိပါအကျင့်ကိုကျင့်ပြီးတော့ရှင်းပြတာတဲ့ဘာနဲ့ရှင်းတာတော့ဆိုအသိဉာဏ်နဲ့ရှင်းပြတာအဓိကတော့အသိဉာဏ်နဲ့ရှင်းလိုက်တာဟိုလိုရှင်းတာမဟုတ်အသိဉာဏ်နဲ့ရှင်းလိုက်တာအဲဒါကြောင့်မို့မဉဏ်ပေါ်လာရင်ဒါတွေအကုန်လုံးရှင်းပြီးသားဖြစ်သွားတယ်လို့အဲ့တော့မြတ်စွာဘုရားကဒီအခွင့်အရေးနဲ့အလုပ်ကိစ္စဆိုတာထီတုတ်တန်ကိုကြည့်မယ်ဆိုလို့ရှိရင်ဗဒံမနိဗ္ဗာန်ရဲ့အကြောင်းအခွင့်အရေးတစ်ခုရှာရှိဖို့ဆိုတာမတန်ခက်တဲ့အကြောင်းအခွင့်အရေးရရှိနေတဲ့အတိုင်းအလုပ်ဟာလုပ်လို့ရတယ်ဆိုတဲ့အကြောင်းရှိနားလဲအောင်မြတ်စွာဘုရားဒီတုတ်တန်ကိုရှင်းနေဟောကြားတာဖြစ်ပါတယ်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့ဆုံးမတုတ်တန်တရားများဟာအကြောင်းနဲ့အကျိုးနော်ကိုင်းကြီးအောင်ဆုံးမဟောကြားထားတာဖြစ်လို့မိမိတို့ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားဆင်ခြင်ပြီးဘာလို့တဲ့နဲ့ဘာမလို့တဲ့မှုဆိုတာကိုယ်ပိုင်ဉာဏ်နဲ့စဉ်းကျင်စဉ်းစားပြီးဆုံးဖြတ်ပြီးကျင့်ကြံကြုတ်ကိုအထောက်ကြမှာဖြစ်တယ်လို့မတ္တနာယူပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှိတဲ့ချာရအောင်အရှင်ဖေယဖေယတို့တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ကျင်းပါပြုလုပ်ကြ၍အဗဒဒါန
ဓမ္မဒါနတရားလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရှုသိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝုထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤအဖို့ဘာကကိုအမိအဖာအဖို့အဖွာဆွေမျိုးညတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏32ဘုံကျင့်ဒီကုန်သောတို့တို့များစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကောင်းသည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုံးတရားတော်များအမြတ်အမြတ်အမြတ်ပြုတော်ကြပါကုန်သောသာဓုသာဓုသာဓုအာလုံးတရားတော်များအမြတ်အမြတ်အမြတ်ပြုတော်ကြပါကုန်သောသာဓုသာဓုသာဓုအာလုံးတရားတော်များအမြတ်အမြတ်အမြတ်ပြုတော်